အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကျွန်တော်အနေနဲ့နှုတ်ဘတ်တော်ကိုကျွန်တော်အကြောင်းအရာလေးတစ်ခုတကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးတစ်ခုနဲ့ကျွန်တော်အစပြုချင်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်တိရစ္ဆာန်ယုံတစ်ခုမှာရှင်သေးတစ်ကောင်ကိုလှောင်ထားခဲ့တဲ့အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်အဲ့ဒီရှင်သေးကြီးကိုဖမ်းပြီးတော့မှရှင်သေးကြီးကိုလှောင်အိမ်ထဲမှာထည့်တဲ့အခါမှာဘယ်လိုပုံစံဖြစ်သွားလဲဆိုတော့လှောင်အိမ်ဟာတော်တော်ညစ်ပတ်ပြီးတော့မှတော်တော်လေးကိုကျင်းမြောင်းတဲ့လှောင်အိမ်ထဲမှာသူ့ကိုထည့်ထားမိတယ်ဘယ်လောက်ကြာအောင်ထည့်ထားလဲဆိုတော့အဲ့ဒီရှင်သေးကို15နှစ်ကြာအောင်ထည့်ထားတယ်တဲ့ဆို15နှစ်ကြာအောင်ထည့်ထားခြင်းခံရတဲ့အဲ့ဒီရှင်သေးဟာပထမပိုင်းမှာတော့အကြီးကျယ်ရုန်းကန်အော်ဟစ်နေပေမဲ့ကြာလာတဲ့အခါမှာတဖြည်းဖြည်းနဲ့အာရော့လာတယ်တဖြည်းဖြည်းနဲ့စိတ်ပြက်လာတယ်ညစ်ပတ်တဲ့ဒီလောင်အိမ်ထဲမှာကျင်းမြောင်းတဲ့ဒီလောင်အိမ်ထဲမှာသူ့ရဲ့ဘဝဟာတဖြည်းဖြည်းနဲ့ကုံဆုံးရတော့မှာပါလားဆိုတာကိုသူသိတဲ့အချိန်မှာတဖြည်းဖြည်းနဲ့အဲ့ဒီရှင်သေးဟာရှင်သေးတို့ရဲ့ဘာသာဘာဝဟိန်းဟောက်တဲ့အတန်တောင်မပြုတ်တော့တဲ့အခြေအနေဖြစ်လာတယ်မပြုတ်နိုင်တော့ရှင်သေးမဟောင်းနိုင်တော့ဘူးမဟိန်းနိုင်တော့ဘူးအဲ့လိုခြေနေမျိုးဖြစ်တဲ့အရာကိုကြည့်ပြီးတော့မှအဲ့ဒီခြေသေးဟာတနေ့တခြားအစားတောင်လည်းမစားဘဲနဲ့ပိန်လီလာပြီးတော့မှအမြဲတမ်းကြောင်တစ်ကြောင်မှာသွားပြီးခွေနေတဲ့အရာကိုတိရစ္ဆာန်ချစ်သူတွေအဖွဲ့ကတွေ့သွားတဲ့အခါမှာစိတ်မကောင်းကြီးစွာနဲ့တိရစ္ဆာန်ယုံရဲ့ပိုင်ရှင်ဖြစ်တဲ့တိရစ္ဆာန်ယုံရဲ့တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရှိမှာသွားပြီးတော့မှအကူအညီတောင်းပြီးတော့မှသူတို့တန်ရာတန်ချေးကိုပေးပြီးတော့မှအယံတနာလုံးလို့အဲ့ဒီခြင်သေးကိုသူတို့ကဖမ်းလာပြီးတော့မှဆွဲထုတ်လာပြီးတော့မှလှောင်အိမ်ထဲထည့်ပြီးတော့မှတကယ်တောနဲ့ကြီးတစ်ခုကိုသွားပြီးတော့မှပို့လာခဲ့တယ်အဲ့ဒီတောနဲ့ကြီးရဲ့အထဲကိုရောက်သွားတဲ့အခါမှာအဲ့ဒီခြင်သေးလှောင်အိမ်ကိုဖွင့်လိုက်တဲ့အချိန်မှာပထမဦးဆုံးလှုပ်တာကဘာလဲဆိုလို့ရှိရင်ခြင်သေးကသူ့ကိုကယ်ဆယ်လာတဲ့ကယ်ဆယ်ရေးအဖွဲ့ကိုတေချာကြည့်ပြီးတော့မှအကျယ်ဆုံးသောအတန်နဲ့ဟိန်းတန်ကိုဖြူလာခဲ့တယ်ပြီးတော့မှတေချာကြည့်ပြီးတော့မှလှဲ့ထွက်သွားတယ်အဲ့ဒီအဖွဲ့ကကြည့်တဲ့အခါမှာအော်ဒီခြင်သေးကငါ့ကိုပြန်လှည့်ကြည့်ပြီးတော့မှယေရှုတင်လိုက်တာကိုတို့ရဲ့အကိုတို့သာမကယ်ရှိရင်တော့ကျွန်တော်ဒီထဲမှာပဲဒီချောင်ထဲမှာပဲကျွန်တော်ဟာသေရတော့မှာပဲလို့ပျော်ရွှင်စွာဝမ်းမြောက်စွာနဲ့အဲ့ဒီလူတွေကိုယေရှုတင်စကားပြောသွားတာဖြစ်လိမ့်မယ်လောကကြီးထဲမှာအသက်ရှင်ရတဲ့အခါမှာတခါတရံကြောက်လို့ရှိရင်ကျွန်တော်တို့လောကရဲ့အခြေအနေတွေလောကရဲ့ရိုက်ခတ်မှုတွေလောကကနေပြီးတော့မှပေးလာတဲ့ဒုက္ခတွေကိုကျွန်တော်တို့ကခံစားရတာများလာတဲ့အခါမှာကျွန်တော်တို့လည်းပဲအဲ့ဒီခြင်သေးလို့ဟိန်းတန်မပြုတ်နိုင်ဘဲနဲ့စိတ်တကြစိတ်အားငယ်ပြီးတော့မှကြောင်မှာထိုင်နေရတဲ့သူဘယ်နှယောက်ရှိနေပြီလဲအရင်တော့ကပုံစံမျိုးမဟုတ်တော့ဘူးအရင်တော့ကလို့ပျော်ပျော်ရွှင်ရွှင်နဲ့မနေနိုင်တော့ဘူးတခါကြောက်လို့ရှိရင်တချို့လူတွေကိုကြည့်လိုက်တဲ့အခါမှာမျက်နာလေးတွေကိုကြည့်တဲ့အခါမှာမျက်နာကညှော်လင့်ချက်မဲ့တယ်လို့ဖြစ်နေကြတယ်မျက်နာကဘာမှအားကိုးစရာမရှိတော့တဲ့အတွက်ကြောင့်ဆိုတဲ့အနေထားနဲ့ခံစားရတဲ့မျက်နာလေးတွေတချို့မြင်ရတယ်တချို့သောသူတွေကငါမနဲ့ဖြင့်အသက်ရှင်ရအောင်မလားမနဲ့ဖြင့်သာရှိနေသေးတယ်ဆိုရင်ငါဘယ်လိုအသက်ရှင်ရမလဲလို့စဉ်းစားပြီးတော့မှဝမ်းနဲ့ကြေကွဲတဲ့မျက်နာတွေတချို့သောသူတွေမှာမြင်တွေ့ရတယ်တချို့သောသူတွေကအော်ဒီလောကကြီးထဲမှာငါအသက်ရှင်ရတာကန်ဆိုးလိုက်တာလို့စဉ်းစားတဲ့လူတွေလည်းပဲရှိကောင်းရှိနိုင်တယ်ချစ်တော်မိတ်ဆွေညီကိုမောင်နှမများလောကကြီးထဲမှာနေတဲ့အခါမှာကျွန်တော်မကြာခဏပြောနေကြစကားလေးရှိပါတယ်မြန်မာစကားကလူတစ်ခုပုံမှုရတဲ့ဆဲကလေးတဲ့အသက်တရားမနေရရင်တော့မှအမှုတရားတွေ့ရတယ်လောကကြီးထဲမှာအသက်ရှင်ရတဲ့လူတိုင်းဟာဘယ်လိုလူမျိုးပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲနေဘယ်လိုအဆင့်အတန်းမျိုးနဲ့ပဲနေရဘုရားသခင်ကိုမရထားသောသူကအဲ့ဒီလိုမျှော်လင့်ချက်မဲ့သောသူများဖြစ်ကြရတယ်
ဒီနေ့မိတ်ဆွေနဲ့ကျွန်တော်ဘယ်လိုအခြေအနေမျိုးမှာပဲကြုံရမျောလင်းချက်အပြည့်အဝပေးပြီးတော့မှအစဉ်အမြဲကျွန်တော်တို့ရဲ့ဘေးနားမှာရှိနေသောဖခင်ကိုရလို့ယေရှုတော်ကိုသူပဲချီးမွမ်းစရာကောင်းတယ်မြန်မာပြည်မှာနေရတဲ့အခါမှာဟာလုံခြုံမှုမရှိဘူးဟာအများကြီးဟိုဟာဒီဟာတွေကြုံရတယ်စားဖို့တောက်ဖို့မှအစမျိုးသောအရာတွေကြုံရတယ်လို့မိတ်ဆွေပြောတယ်ဆိုရင်တခြားနိုင်ငံကိုရောက်သွားရင်ကောမိတ်ဆွေလုံခြုံမလားဟိုတလောတုန်းကအမေရိကန်မှာဖြစ်သွားတဲ့ဒေါ်နယ်ထရန့်မဲဆွေစီယုံပွဲမှာတရားဟောနေရင်းနဲ့အနောက်ကနေပြစ်လိုက်တယ်ဘုရားသခင်ရဲ့ကာကွယ်ခြင်းကြောင့်သူ့ရဲ့ဥကောင်းတက်ကိုပြစ်လိုက်ပေမဲ့နရွက်လေးပဲရှက်ထိသွားတယ်အဲ့ဒီချိန်မှာဖြစ်တဲ့အခါမှာတခါတည်းလူတွေကနေပြီးတော့အများကြီးပဲနောက်ကနေပြီးတော့မှသတင်းတွေပြောလာတယ်အဲ့ဒီတနက်သမားကို FBI ကတွေ့တယ်တွေ့ရဲ့သားနဲ့ဘာမှမလုပ်လို့အဲ့တနက်သမားကပြစ်လိုက်လို့ Trump ကကျေးဇူးတော်ကြောင့်မတည်ရတာစသဖြင့်အများကြီးပြောလာတယ်နောက်ပိုင်းကျတော့အဲ့ဒီအမှုလေးကပျောက်သွားသလိုဖြစ်သွားတယ်ဟိုတလောတော့က Charlie Kirk ဖို့ဒီလည်းကောင်းပဲလူတွေကနေပြီးတော့ပြောတာကတော့ဟိုကနေပြီးတော့မှပြစ်လိုက်တယ်တဲ့အဲ့ဒီကလေးလေးကအဲ့လူငယ်လေးကဒီလောက်တောင်မှတဲ့လောက်အောင်သေရမယ့်နေရာကိုတစ်ချက်တည်းထိနိုင်လောက်အောင်ပြစ်ဖို့အဲ့ဒီလူငယ်လေးကဘယ်လို့မှမဖြစ်နိုင်ဘူးတဲ့တချို့လေးလာသုံးသက်တဲ့လူတွေကဘာပြောလဲဆိုတော့သူ့ရဲ့အနောက်မှာဒီလောက်တောင်မှတက်တော်ဆောင်တွေအများကြီးရှိနေပါရဲ့နဲ့ဒီလူဘလို့ဖြစ်လို့အပြစ်ခံလိုက်ရတာလေဟိုကနေပြစ်တာမဖြစ်နိုင်ဘူးအဲ့တက်တော်ဆောင်တွေကနေပြစ်တာလားဒါမှမဟုတ်ဘယ်ထဲကပြစ်တာစသဖြင့်ထင်ကြီးတွေအများကြီးပေးကြဆိုလိုတဲ့သဘောကပါလေမိတ်ဆွေနဲ့ကျွန်တော်လိုအလွတ်သွားနေတဲ့လူမဟုတ်ဘူးနော်တက်တော်ဆောင်တွေအများကြီးနဲ့နေတဲ့လူတောင်မှလုံခြုံမှုမရှိဘူးစစ်မှန်သောလုံခြုံမှုဟာဖျားပဲပေးနိုင်တာဖြစ်တယ်စစ်မှန်သောကာကွယ်မှုဟာဖျားအထဲမှာပဲရှိတာဖြစ်တယ်မိတ်ဆွေဒီနေ့ဝမ်းနေစွာကြေကွဲစွာနဲ့ကိုရောကျမဘာမှမလုံနိုင်တော့ဘူးကျွန်တော်ဘာမှမတတ်နိုင်တော့ဘူးလို့ပြောဖို့ခွန်အားမရှိတဲ့အခြေအနေလဲရှိကောင်းရှိလိမ့်မယ်ယောမဩဝါဒစာထဲမှာအဲ့ဒါကြောင့်ပေါ်ပြထားလို့ဆိုတော့တခါကြောက်လို့ရှိရင်ငါတို့ကညီးတန်အောင်မပြုတ်နိုင်ဘဲနဲ့ဖျားကိုစကားပြောရတဲ့အခါမှာဖျားကိုဆုတောင်းဖို့အတွက်ဆုတောင်းခံချက်ဆုတောင်းရမယ်အချက်တောင်မသိတော့တဲ့အခြေအနေတွေတခါတရံကြုံရတယ်ဝမ်းနယ်လုံးလို့ခြေကွဲလုံးလို့မျောလင့်ချက်မဲလုံးအားကြီးလို့ဒူးထောက်နေပြီလက်အုပ်ချီနေပြီသို့တော့ဘာဆုတောင်းလို့တောင်းရမှန်းမသိတဲ့အခြေအနေတွေမိတ်ဆွေရဲ့အသက်တာမှာရှိကောင်းရှိလာလိမ့်မယ်ရှိနိုင်တယ်ရှိခဲ့တာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်34ခုမြောက်သောစာလံအပိုက်ငယ်18မှာထာဝရဘုရားသည်ကြိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏နောင်တရှိ၍စိတ်နှိမ်ချသောသူတို့ကိုလည်းကယ်တင်တော်မူ၏နှလုံးကြေကွဲပြီးတော့မှဝမ်းနေပြီးတော့မှခုနကတော့ကျွန်တော်ပြောတဲ့ရှင်သေးကဲသို့ကျွန်တော်ဘာမှမလုပ်နိုင်တော့ဘူးဆိုပြီးမှတလောက်ညစ်ပတ်တဲ့နေရာမှာတလောက်သေးပြီးတော့မှကျင်းတဲ့နေအခန်းချင်းလေးထဲမှာဘာမှမလုပ်နိုင်တော့ဘူးကိုရောကျွန်တော်ဘာမှမရှိတော့ဘူးကျွန်တော်ပြောလဲမပြောနိုင်တော့ဘူးလို့ဟိန်းသန်တော်မပြုတ်နိုင်တဲ့ရှင်သေးကဲသို့မိတ်ဆွေဖြစ်နေတယ်ဆိုရင်ကျွန်တော်ပြောချင်တဲ့ချစ်တော်မိတ်ဆွေညီကိုမောင်နှမများမိတ်ဆွေရဲ့အဲ့ဒီကြိုးပဲ့ကြေမွနေတဲ့နှလုံးသားရဲ့အနီးဆုံးမှာဘယ်သူရှိနေတယ်လဲဆိုတော့ထာဝရဘုရားရှိနေတာဖြစ်တယ်အယံဝမ်းနေနေရပြီမိသားစုတွေနဲ့ဘယ်လိုပြန်ဆုံရမှန်းမသိဘူးမနှက်ပြန်ဘယ်လိုစားရမှန်းမသိဘူးမနှက်ပြန်ဘယ်လိုတောက်ရမှန်းမသိဘူးမနှက်ပြန်ကိုဘယ်လိုရင်ဆိုင်ရမှန်းမသိဘူးဆိုရင်ကျွန်တော်ပြောချင်တဲ့ချစ်တော်မိတ်ဆွေညီကိုမောင်မယားမိတ်ဆွေတို့ရဲ့ကြည်ကွဲသောနှလုံးသားနဲ့အနီးဆုံးမှာလောကလူသားတွေမရှိပါဘူးအဲ့ဒီလောကလူသားတွေကမိတ်ဆွေအရန်ကောင်းတဲ့အချိန်မှာမိတ်ဆွေအရန်တော်တဲ့အချိန်မှာမိတ်ဆွေကိုအားကိုးလောက်တဲ့အချိန်မှာမိတ်ဆွေရဲ့အနီးနားမှာရှိနေပေမဲ့တကယ်မိတ်ဆွေမျောလင့်ချက်မဲ့နေတဲ့အချိန်မှာမိတ်ဆွေဘေးနားမှာထာဝရဘုရားပဲရှိတယ်ဆိုတာကိုဘယ်တော့မှမမေ့စေချင်ဘူး
ထိုဖျားသခင်သည်ကျိုးပဲ့သောစိတ်ရှိသောသူနှလုံးကြေကွဲသောသူတို့နဲ့အနီးနားမှာရှိတယ်ခေတ်ကာလအခြေအနေတွေကိုကြည့်တဲ့အခါမှာအဲ့ဒီအခြေအနေတွေကမိတ်ဆွေကိုမျှော်လင့်ချက်မဲစေလိမ့်မယ်မနေ့ပြန်ဆိုတဲ့အရာကိုစဉ်းစားရင်မနေ့ပြန်ဆိုတဲ့အရာကိုတော့မှရင်မဆိုင်ဘဲနဲ့မိတ်ဆွေထွက်သွားခြင်းတဲ့စိတ်ရှိကောင်းရှိလိမ့်မယ်သတင်းတွေကိုကြည့်တဲ့အခါမှာအဲ့ဒီသတင်းတွေကမိတ်ဆွေကိုဘာမျှော်လင့်ချက်မှမပေးတဲ့အရာလဲဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ချစ်တော်မိတ်ဆွေကြီးကိုမောင်းနှမများမိတ်ဆွေကိုမျှော်လင့်ချက်ပေးသောတပါးတည်းသောအရှင်သည်ထာဝရဘုရားဖြစ်တယ်ကျွန်တော်ရောက်စီတိုင်းရဲ့အသက်တာနောင်တနှလုံးသားနဲ့ကိုရောကျွန်တော်ကိုရဲ့ခြေတော်ရင်းကိုတိုးဝင်ချင်းကပ်ပါကျွန်တော်ကိုကျမကိုကိုရောကဲတင်တော်မူပါလို့ဖယားသခင်ကိုမိတ်ဆွေဒီနေ့တိုးဝင်ချင်းကပ်တဲ့နေ့မိတ်ဆွေကိုဖယားသခင်ဒီနေ့ကဲတင်တဲ့နေ့ဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်အနေနဲ့အားလုံးကိုအားပေးခြင်းတယ်။အခြေအနေကမိတ်ဆွေကိုဆွဲချနိုင်တယ်။ဒါပေမဲ့မိတ်ဆွေကိုဆွဲတင်တာကဖယားသခင်ဖြစ်တယ်။အခြေအနေကမိတ်ဆွေရဲ့အသက်တာကိုအမျိုးမျိုးသောစိန်ခေါ်မှုတွေပေးနေပေမဲ့အဲ့ဒီစိန်ခေါ်မှုတွေကြားထဲကနေအောင်မြင်ခြင်းပေးနိုင်တာဖယားသခင်တပါးတည်းပဲရှိတယ်။ဟာလေလုယာဒီလိုအခြေအနေမျိုးပါငါဟိုဟာလုပ်ရင်ကောင်းမလားဒီဟာလုပ်ရင်ကောင်းမလားဟိုနိုင်ငံကိုသွားရင်ကောင်းမလားဘယ်နေရာမှာငါရဲ့ဘဝအတွက်အာမခံချက်ရှိမလဲလို့မမေးနဲ့ဟိုနိုင်ငံဒီနိုင်ငံတွေမှာအာမခံချက်မရှိဘူးဖယားအထဲမှာပဲအာမခံချက်ရှိတယ်ဟိုနိုင်ငံကိုသွားရင်တော့ငါတို့မိသားစုအတွက်အဆင်ပြေမှာပဲဒီနိုင်ငံကိုသွားရင်တော့ငါတို့မိသားစုအတွက်အားလုံးလုံခြုံစိတ်ချရမှာပဲလို့ထင်နေပေမဲ့အဲ့ဒီနိုင်ငံတွေကိုသွားပြီးတော့မှဒုက္ခရောက်တဲ့သူတွေအများကြီးရှိနေကြတယ်ချစ်တော်မိတ်ဆွေညီကိုမောင်နှမများဖယားအထဲမှာဒီနေ့မျှော်လင့်ခြင်းကိုရှာကြရအောင်ဟေရှာယနာဂတိကျမ်းခန်းကြီး41အခန်းငယ်10မှာမစိုးရိမ်နဲ့ငါသည်တင့်ဘက်မှာရှိ၏မကြောက်နဲ့သင်၏ဖျားသခင်ငါသည်တင့်ကိုခိုင်ခန့်စေမည်ခဏလေးအတူတူကအတန်များကိုလွင်ရအတန်ထွက်ပြီးတော့မှဒီကျမ်းစာကိုဖတ်ရအောင်1-3မစိုးရိမ်နဲ့ငါသည်တင့်ဘက်မှာရှိ၏မကြောက်နဲ့သင်၏ဖျားသခင်ငါသည်တင့်ကိုခိုင်ခန့်စေမည်တင့်ကိုစောင့်မမည်ငါသစ္စာလက်ရာလက်ဖြင့်ထောက်ပင့်မည်လူတွေကတယောက်နဲ့တယောက်မင်းမပူနဲ့နော်မင်းခက်ခဲရောက်လာလို့ရှိရင်ငါ့ကိုပြောလို့ပြောရင်စိတ်ချကြတယ်ကျွန်တော်တခါလဲပြောဘူးပါတယ်ကျွန်တော်ရန်ကုန်မှာတော့စိုက်ကယ်ကိုတရားဝင်စီးလို့မရဘူးဒါပေမဲ့ကျွန်တော်စိုက်ကယ်အရန်စီးကျင်တော့စိုက်ကယ်အစ်စ်ဝဲတယ်ကျွန်တော်နဲ့ဆရာတီမောသီနဲ့စိုက်ကယ်စီးဝါးရင်းနဲ့မိခွေစေးရောက်တော့အဖမ်းခံရတယ်အဲ့ဒီမတိုင်ခင်မှာတငယ်ချင်းတွေကပြောထားတာဘာပြောလဲဆိုတော့မပူနဲ့စီးတာစီးတယ်တကယ်လို့ဥမာဖမ်းခံရလို့ရှိရင်ငါရှိဖုန်းဆဲတဲ့ငါပြောပေးမယ်ငါမှပိုင်တဲ့သူဒီလူတွေရှိတယ်တယောက်တည်းပြောတာမဟုတ်ဘူးကျွန်တော်ကို3-4ယောက်ပြောထားတာအဲ့ဒီပြောထားတဲ့အထဲမှာရဲမင်းကြီးနဲ့အယမ်းခင်ပါတယ်ဆိုတဲ့ရဲမင်းကြီးရဲ့တင်းအုပ်ဆရာတော်ပါသေးတယ်ကျွန်တော်အဲ့လိုအဖမ်းခံရတာနဲ့ချက်ချင်းဆိုသူအဲ့တုန်းကလမ်းဘေးမှာ PSO ဖုန်းတွေရှိသေးတဲ့အချိန်ကျွန်တော်တွားပြီးတော့မှသွားဖုန်းဆက်ဟာတကယ်ချင်းဒီလိုပဲငါစိုက်ကယ်ဖမ်းခံရပြီလုတ်ပါအောင်ကူညီပေးပါအောင်ပြောတော့သူကဘာပြောလဲဆိုတော့sorry ကွာငါအတင်းသားအဲ့ရဲမင်းကြီးကအခုအငိမ့်စားယူသွားပြီငါမျိုးကိုဘာမှမလုပ်ပေးနိုင်တော့မဟုတ်ဘူးသူနည်းနည်းပါပြောပေးပါလားတကယ်ချင်းဘာမှကူညီပေးလို့မရတော့ဘူးโอเคရပြီနောက်တစ်ယောက်ပြောထားသေးတယ်နောက်တစ်ယောက်ကိုချက်ချင်းဖုန်းဆက်တယ်လုတ်ပါအောင်တကယ်ချင်းဒီလိုပဲငါစိုက်ကယ်မိခွက်ဈေးမှာအဖမ်းခံရတယ်ဟာ sorry တကယ်ချင်းအဲ့ဒီရဲအရာရှိကအခုနယ်ပြောင်းသွားပြီ4ယောက်စလုံးက sorry တကယ်ချင်းနဲ့ကျွန်တော်ကိုနှစ်သိမ့်သွားကြတယ်ဒါပေမဲ့ဖယားသခင်ကောင်းမြတ်တယ်အဲ့ဒီနေ့ညနေမှာကျွန်တော်ကညှော်လင်းချက်မဲ့စွာနဲ့ယုံကိုသွားတဲ့အခါမှာအခုနောက်တော့ကအနားယူသွားတယ်ဆိုတဲ့ရဲမင်းကြီးနဲ့သွားတွေ့ဖြစ်တယ်အန်ကယ်ကြီးဒီလိုပဲပြောတာဆရာဘာမှမပူနဲ့ရတယ်ကျွန်တော်လုပ်ပေးမယ်ဆိုသူကိုယ်တိုင်ကျွန်တော်နဲ့အတူလိုက်လာပြီးတော့မှရဲစခန်းမှာအဲ့ဒီဆိုင်ကယ်ကိုပြန်ထုတ်ပေးတယ်ဟာလေလုယာ
လူကလေမိတ်ဆွေကိုမစိုးရိမ်နဲ့ပြောရင်ကျွန်တော်တို့ကယုံတယ်ဗျဖယားကပြောရင်တော့မယုံဘူးဘာဖြစ်လို့လဲဆိုတော့ဖယားကိုမမြင်ရလို့ဒါပေမဲ့ချစ်တော်မိတ်ဆွေညီကိုမောင်နှမများဖယားသခင်ကမစိုးရိမ်နဲ့မစိုးရိမ်နဲ့မစိုးရိမ်နဲ့စကားကျမ်းစာထဲမှာ365ချိန်တိုင်တိုင်ဘုရားသခင်ကနေပြောထားတယ်။ဘာဖြစ်တာလဲ။နေ့တိုင်းအတွက်လုံလောက်သောစကားဖြစ်တယ်။ဟာလေလုယာမစိုးရိမ်နဲ့ငါတင့်ဘက်မှာရှိတယ်မကြောက်နဲ့တင်းရဲ့ဘုရားသခင်ငါကတင့်ကိုခိုင်ခန့်စေမယ်။မင်းရဲ့ဘေးနားမှာငါကသစ္စာလက်ရလက်ဖြစ်မင်းကိုငါထောက်ပင့်မယ်လို့ဘုရားသခင်ကနေမိတ်ဆွေကိုဂတိပေးထားတာဘလောက်ဂတိပေးထားလဲတစ်နှစ်လုံးစာအတွက်လုံလောက်အောင်ဂတိပေးထားတာဖြစ်တယ်ဟာလေလုယာအကြောင်းမလို့ကျွန်တော်အရင်တော့ကတော့ကျွန်တော်စဉ်းစားတယ်ပေါ့နော်ကြားခဲ့တဲ့စကားတွေရှိတယ်ကျမ်းစာထဲမှာဂတိတော်ပေါင်း2000ကျော်ရှိတယ်ဆိုတဲ့အရာတွေကျွန်တော်ဒီတစ်ပတ်မှာကျွန်တော်သေချာပြန်ပြီးတော့မှဂတိတော်အားလုံးပေါင်းဘယ်လောက်ရှိသလဲဆိုတဲ့အရာကိုကျွန်တော်ပြန်ပြီးတော့မှကြည့်တဲ့အခါမှာတကဘာလုံးအတွက်ဖယားသခင်ကဂတိတော်ပေါင်း8810ပေးထားတယ်တဲ့အဲ့ဒီ8810ပေးထားတဲ့အထက်မှာလူသားတွေအတွက်ဖယားသခင်ပေးထားတဲ့ဂတိတော်ပေါင်းကဘယ်လောက်လဲဆိုတော့9489ခုရှိတယ်အဲ့လောက်များတဲ့9489ခုရှိတဲ့ဂတိတော်အထဲမှာမိတ်ဆွေဘယ်ဟာချော်သွားနိုင်တယ်ဘုရားသခင်ကငွေကြီးတော်တော်ကဂတိပေးထားတယ်ကျမ်းမာရေးတော်တော်မပါဘူးမင်းအမင်းကြည်လို့ပေါ်လို့ဘုရားသခင်မပြောဘူးဘုရားသခင်ရဲ့9489ခုသောဂတိတော်ဒီမိတ်ဆွေရဲ့အသက်တာအတွက်နေ့စဉ်နဲ့အမျှနေရာတိုင်းအချိန်တိုင်းမှာလုံလောက်တော်မူသောဂတိတော်တွေဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ဘုရားသခင်ကပြောထားတဲ့စကားလေးမစိုးရိမ်နဲ့လို့ပြောထားတဲ့စကားဘာလို့စိုးရိမ်နေစရာလို့လဲအချိန်တွေကိုကြည့်ရင်တော့စိုးရိမ်စရာပဲအချိန်တွေကြည့်လို့ရှိရင်တော့ကြောက်စရာပဲဒါပေမဲ့ဘုရားသခင်ကပြောတယ်မစိုးရိမ်နဲ့ငါဒီတင့်မတ်မှာရှိတယ်မကြောက်နဲ့သင်ဤဘုရားသခင်ငါဒီသင်ကိုဗါလဲခိုင်ခန့်စေမယ်ဟာလေလုယာငါကိုယ်တိုင်မင်းကိုငါခိုင်ခန့်စေမယ်သင်ကိုဆောင်မမည်ငါသစ္စာလက်ရလက်ဖြင့်ထောက်ပင့်မယ်ဟာလေလုယာဟာလေလုယာဖခင်ရဲ့ဂတိတော်ကိုဆွဲကင်လျက်ကျွန်တော်အသက်ရှင်သောသူများဖြစ်ကြရအောင်ယနေ့အသက်ရှင်တော်မူသောဘုရားသခင်ကိုယုံကြည်ကြတဲ့ကျွန်တော်အရောက်စီတိုင်းကပြောပြီးတော့မှဂတိတည်တဲ့ဘုရားရဲ့စကားတွေကိုဘာဖြစ်လို့တန်တရားရှိနေကြမှာလဲကိုရိန္သုဩဝါဒစာပထမဆုံးခန်းကြီး15အခန်းငယ်7မှာခရစ်တော်သည်ထမြောက်တော်မမူလျင်သင်တို့သည်ယုံကြည်တော်လဲအကျိုးမရှိဘူးငါတို့ကယေရှုခရစ်တော်ကိုယုံကြည်တယ်ယေရှုခရစ်တော်ကိုယုံကြည်တယ်လို့ပြောနေတယ်အဲ့ဒီကျွန်တော်တို့ယုံတဲ့ဘုရားကဘယ်မှာလဲလို့လူတွေကမေးမယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်တုန်းကအသက်ရှင်ခဲ့တဲ့ဘုရားမှာလို့တချို့သောသူများကပြောကောင်းပြောလိမ့်မယ်သို့တော်လည်းပဲကျွန်တော်ပြောချင်တဲ့ချစ်တော်မိတ်ဆွေညီကိုမောင်နှမများထိုယေရှုခရစ်တော်သည်တည်ပြီးမှလမ်းဆုံးသောဘုရားသခင်မဟုတ်ဘဲနဲ့တည်ခြင်းမျက်စုမှန်ကိုအောင်မြင်တော်မူသောဘုရားသခင်ဖြစ်တယ်ဟာလေလုယာကျွန်တော်ဒီစာသားလေးတစ်ခုကိုဒီသမိုင်းပညာရှင်ကြီးတယောက်ရဲ့စာသားလေးတစ်ခုကျွန်တော်အရန်သဘောကျလို့ကျွန်တော်ကူးယူထားတာရှိပါတယ်သမိုင်းပညာရှင်လည်းဖြစ်ဓမ္မသစ်ကျမ်းကိုအထူးပြုလေ့လာသည့်ပညာရှင်တူဦးဖြစ်သည့် Bishop N.T. Wright ကအကယ်၍သခင်ယေရှုသည်အသေးခံပြီးမှရှင်ပြန်ထမြောက်ခြင်းမရှိဘဲသေမြဲတည်နေပါကထိုကဲ့သို့ခက်ခဲသောကာလတွင်သခင်ယေရှုတပည့်တော်တို့သည်သူတို့၏ယုံကြည်မှုနှင့်လှုပ်ရှားမှုများကိုအမြန်စွန့်လွတ်လိုက်ကြမည်ဖြစ်ပြီးကိုမသိသည့်အရာအတွက်တော်၎င်းအလိမ်ညာတစ်ခုအတွက်တော်၎င်းအသက်စွန့်ကြမည်မဟုတ်ပါအန်ဒီရိုက်ကပြောထားတဲ့စကားအဲ့ဒီချိန်တုန်းကယောမတွေကအကြီးကျယ်စိုးမိုးပြီးတော့မှသူတို့မကျေနပ်ရင်တတ်တာဘယ်လောက်ထိလဲဆိုတော့ခရိယန်တွေကိုလိုက်ပြီးတော့မှညင်ဆဲတက်ဖြတ်ထောင်ထဲကိုချထားတဲ့အချိန်ဘောလူဖြစ်လာမဲ့ရှောလူကိုယ်တိုင်ကအဲ့ဒီခရိယန်တွေကိုဖမ်းတဲ့အထဲမှာခရိယန်တွေကိုတက်ဖြတ်တဲ့အထဲမှာခရိယန်တွေကိုထောင်ချတဲ့အထဲမှာသူကိုယ်တိုင်ဥဆောင်လာခဲ့တဲ့လူတစ်ယောက်
တေဖန်ကိုဖမ်းပြီးတော့မှတတေဖန်ကိုခဲနဲ့ဝိုင်းပေါက်တဲ့အချိန်မှာဘယ်သူမှတားလို့မရဘူးတားမဲ့သူလည်းမရှိဘူးဘာဖြစ်လို့လဲယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတွေကိုသူတို့ကအယူလွဲသောသူဆိုမှသူတို့ကနေတက်ဖြတ်နေကြတဲ့အချိန်ဖြစ်တယ်အဲ့ဒီလောက်ဖန်ဆီးပြီးတော့မှအဲ့လောက်တက်ဖြတ်နေတဲ့အချိန်မှာဘာကြောင့်အဲ့ဒီယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံပြီးမိမိကိုယ်ကိုခရိယန်လို့ခေါ်ခံနေတဲ့သူတွေကဘာကြောင့်ယုံကြည်ခြင်းကိုဆက်လက်ဆွဲကင်ထားတာလဲတဲ့အန်ဒီရိုက်ပြောထားတဲ့စကားနော်ဘာကြောင့်အဲ့လောက်ခက်ခဲတဲ့ကာလမှာထိုယုံကြည်ခြင်းထိုယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ယုံကြည်တဲ့ယုံကြည်ခြင်းကိုဆက်လက်ဆွဲကင်ထားတယ်လဲဆိုလို့ရှိရင်ယေရှုခရစ်တော်ကသေပြီးတော့မှသေခြင်းမြတ်ဆုမှန်ကိုအောင်မြင်တော်မူသောဖယားသခင်ဖြစ်တယ်ဆိုတာကိုသိယုံနေမကသူတို့ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့တဲ့အတွက်ကြောင့်ဟာလေလုယာထိုယေရှုခရစ်တော်သည်သေခြင်းမြတ်ဆုမှန်ကိုအောင်မြင်တော်မူသောအရှင်ဖြစ်တယ်ဆိုတာကိုသူတို့ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ဖြစ်တဲ့အတွက်ကြောင့်အဲ့လောက်ဖမ်းနေတဲ့ကြားထဲမှာအဲ့လောက်သတ်နေတဲ့ကြားထဲမှာယေရှုခရစ်တော်ကယ်တင်ရှင်ပြီးယုံကြည်လက်ခံနေကြခြင်းဖြစ်တယ်ငါကခရိယန်ဘာလို့လူများရှိမှကြွေးကြော်ရဲခဲ့တာဖြစ်တယ်ခရိယန်တွေတောတွေတောင်တွေထဲမှာတချို့ဂူတွေထဲမှာတွားပြီးဖျားရှိခိုးကြတယ်အဲ့လိုဖျားရှိခိုးကြတဲ့အချိန်ရောက်ပြီးဆိုတာနဲ့တိတာနဲ့တည်င်းကြားတာနဲ့တခါတည်းတွားပြီးတော့မှယောမစစ်သားတွေကတွားဖမ်းပြီးတော့ကြိုက်တယ်လို့လုပ်တာနော်ဒါပေမဲ့အဲ့ဒီအချိန်မှာပင်လင်းခရိယန်တွေကယုံကြည်ခြင်းကိုဘာကြောင့်မစွန့်လွတ်တယ်လဲဆိုလို့ရှိရင်ထိုယုံကြည်ခြင်းသူတို့ယုံကြည်သောအရှင်သည်သေခြင်းမျက်စုမှန်ကိုအောင်မြင်တော်မူသောဘုရားဆိုတာကိုမျက်မြင်ကိုယ်တွေ့မြင်တွေ့ခဲ့လို့ဖြစ်တယ်ဟာလေလုယာထို့ကြောင့်သခင်ယေရှုသည်ကယ်တင်ရှင်ဘုရားဖြစ်ကြောင်းသူတို့ကိုယုံကြည်စေသည်ထူးခြားသည့်အဖြစ်အပျက်တစ်ခုသေချာပေါက်ဖြစ်ပျက်ခဲ့ရသည်ဒါကြောင့်မို့လို့သမိုင်းပညာရှင်တယောက်အနေနဲ့ဆိုရလျင်သခင်ယေရှုသည်ရှင်ပြန်ထမြောက်ခြင်းမရှိခဲ့ပါကထိုကဲ့သို့ခရိယန်များအထူးညှဉ်းပန်းနှိပ်စက်ခံရသောကာလတွင်မှာအဘယ်အကြောင်းကြောင့်ကနဦးခရိယန်ဘာသာထုံကားကျေပြန့်လာခဲ့ပုံကိုရှင်းပြနိုင်စရာအကြောင်းရှင်းပြနိုင်စရာမဟုတ်ပါဘူးတိတ်ပြီးတော့ထွေထွေထူးထူးကြီးရှင်းပြနိုင်စရာမလိုဘူးတဲ့ဘာကြောင့်လဲယေရှုခရစ်တော်သေခြင်းပြီးသွားတဲ့အခါမှာအဲ့ဒီသေခြင်းကနေပြန်လဲရှင်ပြန်ထမြောက်ခြင်းကိုသူ့ရဲ့တပည့်တော်တွေအဲ့ဒီရှေးကနဦးယုံကြည်သူတွေကမျက်မြင်ကိုယ်တွေ့မြင်ခဲ့လို့သူတို့မြင်ခဲ့တဲ့အရာအပေါ်မှာပြန်လဲ၍သက်သေခံနေခြင်းဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့ဒီနေ့ကျွန်တော်ပြောပြခြင်းနဲ့ချစ်တော်မိတ်ဆွေညီကိုမောင်တို့များမိတ်ဆွေနဲ့ကျွန်တော်ဟာယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံရလိုက်တဲ့အတွက်ကြောင့်ယေရှုတော်ကိုချီးမွမ်းပါလောကကလူတွေအများကြီးပဲခုနချင်သေးခဲ့သို့လှောင်အိမ်ထဲမှာမျောလင်းချက်မဲ့စွာနဲ့အတန်နောင်မပြုတ်နိုင်တော့တဲ့လူတွေအများကြီးရှိနေတဲ့အချိန်မှာမိတ်ဆွေနဲ့ကျွန်တော်ကိုယေရှုတော်ကြောင့်ကယ်တင်သောအရှင်သခင်ယေရှုခရစ်ရောက်ရှိလာခဲ့တာဖြစ်တယ်။ဟာလေလုယာထိုအရှင်ကိုရရှိတဲ့ကြောင့်ဘုရားရဲ့ယေရှုတော်ကိုထူးဖွယ်ချီးမွမ်းပါ။ထိုသခင်ကိုကျွန်တော်တို့သည်ကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံရလို့ယေရှုတော်ကိုချီးမွမ်းပါ။ချစ်တော်မိတ်ဆွေညီကိုမောင်တို့များဒီနေ့မိတ်ဆွေရဲ့ဘဝမိတ်ဆွေရဲ့အသက်တာကျွန်တော်တို့ရဲ့ဘဝအားလုံးဟာအဲ့ဒီလောင်အိမ်ချင်းချင်းလေးထဲမှာပဲမဟုတ်ဘဲနဲ့ကယ်တင်ရှင်ရဲ့ကယ်တင်ခြင်းမဆခြင်းအပြင်မကြာခင်မှာဝမ်းမြောက်စွာပျော်ရွှင်တဲ့ဟိန်းသံကိုပြုရသောခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးမှာဖြစ်တယ်။ဟာလေလုယာဟာလေလုယာဘုရားရဲ့ယေရှုတော်ကိုထူးပဲချီးမွမ်းတယ်။ဒီနေ့ဟာကမ္ဘာပွဲတော်နေ့ဖြစ်ပါတယ်။ယုံကြည်သူတွေနဲ့အတူတူယေရှုခရစ်တော်ကလောကကြီးထဲမှာအသက်ရှင်ခဲ့ပြီးတော့မှသူကောင်းကင်နိုင်ငံကိုချီဆောင်သိမ်းဆည်းခြင်းမခံရခင်အချိန်မှာကျွန်တော်တို့ရောက်စီတိုင်းအတွက်ပြုခဲ့သောအံ့ဩဖွယ်ရာဝမ်းမြောက်စရာမျှော်လင့်ချက်အပြည့်အဝရရှိခဲ့သောအဲ့ဒီအရာကိုမျှော်လင့်ချက်ကိုပေးခဲ့သော
ပွဲတော်မင်္ဂလာကိုဒီနေ့ကျွန်တော်တို့သွားဖို့ဖြစ်ပါတယ်အဲ့ဒီပွဲတော်မင်္ဂလာကိုဘာကြောင့်ကျွန်တော်ယူချရတာလဲကျွန်တော်တို့ရောက်စီတိုင်းကလူသားဖြစ်တဲ့အားလျော်စွာအပြစ်ထဲမှာနစ်မွန်ပြီးတော့မှတည်သွားရရင်ငရဲကိုသွားရမယ်ကိုစားယေရှုခရစ်တော်ကကျွန်တော်တို့ကိုစားလောကကြီးကိုဆင်းသက်ကြွလာပြီးတော့မှအသေးခံခဲ့တယ်အဲ့ဒီအသေးခံပြီးသွားတဲ့အချိန်မှာ၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ခဲ့တယ်သူ့ကိုယုံကြည်သောသူအရောက်စီတိုင်းလည်းပဲထိုအရှင်နဲ့အတူထာဝရကာလမှာရှင်ပြန်ထမြောက်ရမယ်ဆိုတဲ့မျှော်လင့်ချက်ကျွန်တော်တို့ယုံကြည်သူအရောက်စီတိုင်းမှာရှိလာတာဖြစ်တယ်ဒီအရာကိုတတိယအောင်မေ့ဖို့လို့ငါကျွန်တော်တို့ပွဲတော်ကိုဝင်ဖို့ရန်ဖြစ်ပါတယ်ဒါကြောင့်မလို့ပွဲတော်မတိုင်ခင်မှာခုနကတော့က Praise and Worship အဖွဲ့များကျေးဇူးပြုပြီးတော့မှပေါ်မှာတက်လာခဲ့ပြီးတော့မှခွင့်ဒုခံဆိုတဲ့သခြင်းအားဖြင့်ဘုရားရဲ့ဂုဏ်တော်ကိုချီးမွမ်းဖို့ဖြစ်ပါလိမ့်မယ်အားလုံးတူကမတ်တည့်ရပြီးတော့မှဘုရားရဲ့ကျေးဇူးတော်ကိုချီးမွမ်းလျက်ဘုရားသခင်ရဲ့ဂရုဏာတော်ဘုရားသခင်ရဲ့မဆခြင်းဘုရားသခင်ရဲ့သစ္စာတော်ကိုကျွန်တော်တို့အတူတကွဝန်ခံကြွေးကြော်ကြဖို့ရန်ဖြစ်ပါလိမ့်မယ်